လက်တလောပရိသတ်များအကြားမှာအထူးစိတ်ဝင်စားနေကြတဲ့မေးခွန်းတစ်ခုကတော့မင်းသမီးရွှေရွှေနဲ့မင်းသားထက်အောင်ရှိုင်းတို့ရဲ့ဆက်ဆံရေးအပေါ်ပါပဲဇလန်းထဲမှာပဲမကပဲအပြင်လောကထဲမှာပါတကယ်ချစ်ကြပြီလားဆိုတဲ့စကားတွေကလူမှုကွန်ရက်စာမျက်နှာတွေမှာခက်စိတ်ပြန့်နှံ့နေတာကိုတွေ့ရပါတယ်အထူးသဖြင့်သူတို့နှစ်ယောက်တွဲဖက်ရိုက်ကူးထားတဲ့ဇလန်းတိုင်းမှာပရိသတ်တွေက chemistry ကောင်းလွန်းတယ်လို့ဆိုပြီးအပြင်မှာပါဖြစ်စေခြင်းနဲ့စိတ်နဲ့ပေးစားနေကြတာပါဒါပေမဲ့ဒီလိုသတင်းများအပေါ်ရွှေရွှေရဲ့တုံ့ပြန်ပုံကတော့တကယ်ကိုချစ်စရာကောင်းပြီးရင့်ကျက်လှပါတယ်။သူမကဒီမင်းသားနဲ့လိုက်တယ်ဟိုမင်းသားနဲ့လိုက်တယ်ဆိုတော့မင်းသားတိုင်းနဲ့ပေးစားခံရတယ်လို့ပဲပေါ့လို့အပြုံးလေးနဲ့ပြောခဲ့ပါတယ်။ပရိသတ်တွေကမိမိကိုအပုတ်ချခြင်းလို့မဟုတ်ပဲဇက်ကောင်နဲ့တကယ်ကိုထပ်တူကြွားလောက်အောင်တရုပ်ဆောင်နိုင်လို့သာအပြင်မှာပါဖြစ်စေခြင်းကြတာပါလို့သူမကအကောင်းမြင်စိတ်နဲ့ရှင်းပြခဲ့ပါတယ်။အနုပညာရှင်တယောက်အနေနဲ့ကိုရေးကိုတာအကြောင်းအရာတွေကိုမီဒီယာရှေ့မှာအမြဲတမ်းရှင်းပြနေရတာမျိုးကိုတော့သူမမနှစ်သက်ပါဘူးလိုအပ်တဲ့အချိန်မှာတော့ကိုပိုင်ဆိုရှယ်မီဒီယာမှတဆင့်ပွင့်ပွင့်လင်းလင်းပြောပြလေးရှိတာလဲသူမရဲ့စတိုင်တစ်ခုပါပဲအေးအေးဆေးဆေးမိသားစုလိုဘဝပုံစံနဲ့နေထိုင်ရတာကိုပဲသူမပိုမိုမြတ်နိုးတယ်လို့ဆိုပါတယ်မကြသေးမီကထွက်ရှိထားတဲ့ဝထူးကိုမီရီအဖြစ်ပြန်လည်ဆန်းသစ်ထားတဲ့ဇလန်းအသစ်ထဲမှာတော့ရွှေရွှေဟာချီထုံးတောင်ဖွဲ့ဆိုတဲ့ထူးခြားတဲ့နာမည်နဲ့ပါဝင်သရုပ်ဆောင်ထားပါတယ်။စိတ်ကူးရင်များပြီးနူးညံ့သိမ်မွေ့တဲ့မိန်းကလေးဇက်ကောင်ကိုသူမရဲ့တဘာဝအရေးချင်းနဲ့ပေါင်းဆက်ပြီးအကောင်းဆုံးဖော်ပြနိုင်ခဲ့ပါတယ်။ရန်ဒွာမာကိုယူသွတ်တလို့ချစ်မြတ်နိုးတဲ့ဇက်ကောင်အဖြစ်သူမရဲ့မျက်လုံးအသုံးချမှုအတန်အထွက်ခံစားချက်ပေးပုံတွေကပရိသတ်တွေကိုစိတ်ဝင်စားစေခဲ့ပါတယ်။ထိုဇလန်းတစ်ခုတည်းနဲ့ပဲမကရွှေရွှေရဲ့အမှုပညာလမ်းကြောင်းဟာလည်းပိုမိုတိုးတက်လာနေပါတယ်။မကြာခင်ထွက်ရှိလာမယ့်ဇလန်းအသစ်တစ်ခုမှာတော့မိခင်တယောက်အဖြစ်ရင့်ကျက်တဲ့တရုပ်ဆောင်ချက်တွေနဲ့မြင်တွေ့ရဖို့ရှိနေပါတယ်။အမြဲတမ်းအချစ်ဇလန်းတွေကနူးညံ့သိမ်မွေ့တဲ့မိန်းကလေးဖြစ်ပဲမဟုတ်တော့ပဲဘဝအတွေ့အကြုံများစွာဖြတ်သန်းထားတဲ့မိခင်ဇက်ကောင်ကိုတရုပ်ဆောင်ရမယ့်အတွက်သူမအတွက်စိန်ခေါ်မှုအသစ်တစ်ခုလည်းဖြစ်ပါတယ်။ဒါဟာသူမရဲ့တယူ